35နှစ်တာရှိသေးတဲ့ခလေးတယောက်မိခင်ကိုပေါ့နော်ရဲဆက်ဆက်ခလေးရဲ့အရှိမပဲနတ်ထလင်းကိုတနက်နဲ့ပြစ်လိုက်တာအခင်းပြစ်ပွားတဲ့နေရာမှာပဲခလေးမိခင်ကပွဲကြည့်ပြီးဆုံးသွားတဲ့သတင်းလေးကိုဖတ်ပြပေးခြင်းပါတယ်ထိုင်းနိုင်ငံခရိုင်မြို့မှာဖြစ်သွားတာဖြစ်ပါတယ်မြို့မီလေးကတော့ကျွန်တော်မေ့သွားလို့မပြောတော့ဘူးပေါ့နော်ရဲတွေရောက်လာတဲ့အချိန်မှာဒီတရေခံကိုပေါ့နော်24နာရီအတွင်းမှာပဲဖမ်းမိသွားပါတယ်တရေခံကတော့တခြားလူမဟုတ်ပါဘူးခလေးရဲ့မိခင်ရဲ့ယောက်ျားရဲ့ညီဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာအယူပြောရလို့ရှိရင်တော့မကြီးပေါ့နော်မကြီးကိုဒီညီဖြစ်သူကနေပြီးတော့ဒီတနက်နဲ့လက်စလင်ဒီဘက်ကနေပြစ်လိုက်တာဒီဘက်ကိုထုတ်ချင်းပေါက်သွားတယ်ပေါ့နော်အဲ့တော့ရဲတွေကဒီတရေခံကိုစစ်ဆေးမေးမြန်းတဲ့ခါကျတော့ဘာဖြစ်လို့ဒီကိုယ့်ရဲ့မကြီးကိုဒီလိုမျိုးလှုပ်လိုက်တာလဲဆိုတော့မေးမြန်းတဲ့ခါတော့တရေခံကဖြေပါတယ်ကျွန်တော်ရဲ့အကူပေါ့နော်ထောင်ကျသွားတယ်ပေါ့နော်ဒီမြင်းစည်းမှုနဲ့ပေါ့နော်မြင်းစည်းဒီရောင်းဝယ်မှုနဲ့ပေါ့နော်ထောင်ကျသွားတယ်ပေါ့နော်အဲ့ဒါကတခြားသူမဟုတ်ဘူးပေါ့နော်တိုင်လဲတဲ့သူကဒီကျွန်တော်ရဲ့မကြီးပေါ့နော်အကိုရဲ့မိန်းမပဲဖြစ်တယ်လို့သူကတန်တရားဝင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးပေါ့နော်သူ့ကိုမကျင်တဲ့အချက်တွေကြောက်ပေါ့သူ့ကိုလှုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးမဖြစ်တဲ့အချိန်မှာအဲ့လိုမျိုးမဖြစ်သေးတဲ့အချိန်မှာပဲပေါ့နော်ဒီမကြီးလို့သူကိုမေးတယ်ပေါ့နော်ငါ့ကိုထောင်ထဲထည့်တာနေလားဆိုပြီးတော့ထက်ကတလဲလဲမေးတယ်ပေါ့နော်မကြီးဖြစ်တဲ့သူကလည်းငါမဟုတ်ဘူးငါယောက်ျားကိုဘာဖြစ်လို့ထောင်ထဲထည့်ရမှာလဲဆိုပြီးတော့သူ့ရဲ့ညီကိုပြောပြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဘယ်လောက်ထိပဲရှင်းပြမယုံခဲ့ဘူးပေါ့နော်မယုံခဲ့ဘူးပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်ဒီရခဏခဏဖြစ်တဲ့ခဏစကားများတယ်ပေါ့နော်အဲ့ဒီမျိုးခဏစကားများနေတဲ့အချိန်မှာပဲပေါ့နော်တရက်မှာပေါ့နော်အဲ့လိုမျိုးကလေးရဲ့မိခင်ကထမင်းတူစားနေတဲ့အချိန်မှာပဲထမင်းစားဝိုက်မှာပဲဒီနက်ဆန်လင်ကိုတနက်နဲ့ပြစ်လိုက်တာဒီဘက်ကနေပြီးပြစ်လိုက်တာဟိုဘက်ကိုပေါ့နော်ဒီဘက်ကနေပြီးကြည်တန်ထွက်သွားတယ်ပေါ့နော်နောက်ကလေးရဲ့ရှေ့မှာပဲကလေးကတော့ဒါဘောနော်အကားလုံးအသိစိတ်သွားတဲ့အချိန်မှာကလေးကဦးလေးကိုပေါ့နော်မော့ကြည့်နေရပေါ့နော်တေချာလေးမော့ကြည့်ကလေးရတော့ဘာနာမလဲမော့ကြည့်နေရပေါ့နော်အဲ့ဒီအချိန်မှာပဲအဲ့ဒီပြစ်လိုက်တဲ့အကောင်ကတိတရားဝင်ပြီးတော့နော်အားလုံးဟိုဘာမှလက်လွန်သွားတဲ့အချိန်မှာသူကနောင်တရသွားတယ်ပေါ့နော်နောင်တရသွားတယ်သူမှားမှန်အားလုံးကိုတောင်းပန်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲပေါ့နော်ဒါဒီရဲတွေကတရားခံကိုဒါဖမ်းခေါ်သွားပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီတလင်းလေးရနော်နောက်ခလေးကတော့ကြံရိတ်ခဲ့သူခလေးရတော့နော်မိခင်လို့သူရွယ်ဆုံးသွားတယ်ဖေဖြစ်သူကလည်းလောကကူမှာထောင်ထဲမှာဖြစ်တဲ့အတွက်ခလေးလေးကတော့အရန်ကူမှာတနာစရာပဲ